မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်အတွက်အဖော်ဖြစ်အောင်သားဖြစ်သူကိုထိန်လင်းခေါ်ကီမဲရစ်ကပေးရခဲ့တဲ့အချစ်တော်ခွေးလေးတိုက်ချီတို့ဟာအသက်16နှစ်ရွယ်မှာကွယ်လွန်သွားတယ်လို့ NLD သတင်းရင်းမြစ်စီကနေသိရပါတယ်။မနေ့ကဇွန်လ21ရက်နေ့ည9:15မိနစ်အချိန်မှာလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အချစ်တော်ခွေးလေးတိုက်ချီတို့မှာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်54မှာကွယ်လွန်သွားခဲ့ပါတယ်။သားဖြစ်သူကိုထိန်လင်းက2010ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာတိုက်ချီတို့ကိုမိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုအဖော်ရစေဖို့အတွက်ပေးရမွေးမြူစေခဲ့တာဖြစ်ပါတယ်။လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာတိုက်ချီတို့ကိုအမြဲအနားမှာထားရှိခဲ့ပေမဲ့လည်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေစတင်ပြီးစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်ခွေးလေးတိုက်ချီတို့မှာတခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရတော့ဘဲအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။တလုံးမှာဒေါအောင်ဆန်းစုကြည်အနေနဲ့ချစ်တော်ခွေးလေးတိုက်ချီတို့ကွယ်လွန်တာကိုမသိရှိသေးဘူးလို့ NLD သတင်းရင်းမြစ်ကဆိုပါတယ်။အကြမ်းဖက်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆီယနာသိန်းချိန်ကနေစတင်ပြီးလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထားကောင်မတရားနှိပ်ရှေထောင်ဒဏ်တွေချမှတ်ထားတဲ့ပြင်ပကဘယ်သူနဲ့မှလည်းတွေ့ခွင့်မပေးဘဲချုပ်နှောင်ထားပါရရှင်။